ဉာဏ်ပညာထက်မြက်သည့်ပန်းထိုးမယ်အမျိုးသမီးသည်သူမ၏အဝတ်စားများပေါ်တွင်ပြားရည်များကိုသုံးလိုက်ရာခဏအတွင်းမှာပင်လက်ပြအားလုံးသည်သူမထံသို့ပြန်တန်းလာကြတော့သည်ထိုမြေကွင်းကိုကြည့်နေကြသူအားလုံးအံ့အားသင့်ကပါဇက်အဟောင်းသားဖြစ်သွားကြသည်အမှန်တော့သူမသည်ပြန်ပွဲတစ်ခုတွင်ပါဝင်ရှင်ပြိုင်နေခြင်းဖြစ်ပြီးပထမဆုံးစိန်ခေါ်မှုမှာလက်ပြဖိုင်ရန်ဖြစ်သည်ဤပရိယာဖြင့်သူမသည်ပထမအဆင့်ကိုလွယ်လွယ်ကူကူအနိုင်ရရှိသွားခဲ့သည်သူမ၏ထိုးထွင်းဉာဏ်ကောင်းမှုကိုဘုရင်ကြီးကိုယ်တိုင်ပင်ချီးကျူးခဲ့ရသည်သို့သောဒိုင်လုံကြီးများကမူထိုမျိုးသမီးမှလှည့်စားခဲ့သည်ဟုထင်မြင်ခဲ့ကြပြီးဒုတိယစစ်ဖြစ်သောပန်ထိုးပြန်ပွဲတွင်မူသူမယခုကဲ့သို့ကံကောင်းတော့မည်မဟုတ်ဟုယူဆခဲ့ကြသည်ပန်ထိုးပြန်ပွဲ၏အကြောင်းအရာမှာစီမီစကန်ဖြစ်ကြောင်းကြေညာလိုက်သောအခါအခြားသူများသည်ချက်ချင်းပင်လက်ရဖော်ကြတော့သည်ထိုမျိုးသမီးတဦးတည်းသာဘာကိုထွေးရမည်မှမသိဖြစ်နေခဲ့သည်ပြန်ပြန်များယုံကြည်မှုအပြည့်ဖြင့်အနိုင်ရတော့မည်ဟုထင်ကြသည်ကိုမြင်သောအခါသူမသည်အခြားသူများ၏လက်ရများကိုအနီးကပ်သွားကြည့်မိသည်ဒိုင်လုံကြီးကသူမသည်စီကံကိုမလိုက်နာဟုဆိုကချက်ချင်းပင်ကောင်းကန်လေသည်ကံကောင်းထောင်းမစွာဖြင့်ဘုရင်ကြီးကဂျားဝင်ဆွတ်ဖက်ပေးခဲ့ပြီးသူမအားအနီးကပ်လေးလာခွင့်ပြုပေးခဲ့သည်အခြားသူများ၏လက်ရများကိုကြည့်ပြီးနောက်အမျိုးသမီးသည်ချက်ချင်းပင်အကြံတစ်ခုရသွားခဲ့သည်တံမွေးအချိန်ကုန်ဆုံးသောအခါပြန်ပြန်များကသူတို့၏လက်ရများကိုတင်ပြကြသည်တဦးကစီးမင်းဆိုတာမိမိကိုယ်တင်းကျပ်ဖြောက်မှတ်ပြီးအခြားသူများအပေါ်တွင်မူဒီကံနားလည်ပေးခြင်းဖြစ်သည်ဟုရှင်းပြသည်သို့သောဘုရင်ကြီးကထိုအပြေကိုသဘောမကျခဲ့ပေထို့နောက်အမျိုးသမီးကသူမ၏ပန်းတို့လက်ရာကိုပြတ်တက်ရာတွင်ဘုရင်ဟူသောစလုံးနှလုံးထဲသာပါရှိသည်ဘုရင်ကြီးကအကြောင်းအရာကိုသိလို့သဖြင့်မေးမြန်းသောအခါအမျိုးသမီးကဘုရင်ကြီးတစ်ပါးတည်းသာလျှင်စီမီစည်းကမ်းများကိုတတ်မှတ်နိုင်သည့်အာဏာရှိသောကြောင့်စီမီဆိုသည်မှာဘုရင်ပင်ဖြစ်သည်ဟုပြန်လည်ဖြေကြားခဲ့သည်ဘုရင်ကြီးသည်သဘောကျကအားရပါရရှိမောပြီးနောက်ထပ်စိန်ခေါ်မှုအသစ်တစ်ခုပေးခဲ့သည်၎င်းမှာတိုင်းပြည်ငြိမ်းချမ်းသာယာဝပြောမှုကိုဖော်ဆောင်သည့်ပန်းတို့လက်ရာတစ်ခုကိုဖန်တီးရန်ဖြစ်သည်သို့သောထိုမျိုးသမီးကပန်းတို့လက်ရာကိုတင်ပြလိုက်သောအခါဘုရင်ကြီးသည်ဒေါသတကြီးဖြစ်သွားခဲ့သည်သူသည်မိမိအားလှောင်ပြောင်နေသည်ဟုယူဆကသူမကိုထောင်ထဲသို့ချက်ချင်းထည့်ရန်အမိန့်ပေးလိုက်သည်ထိုမျိုးသမီးသည်တည်ငြိမ်စွာဖြင့်တိုင်းပြည်ရဲ့စစ်မှန်တဲ့ငြိမ်းချမ်းသာယာမှုဆိုတာလူတိုင်းကအငြင်းပွားမှုတွေကိုဘေးပယ်ထားပြီးကြောင်နဲ့ကြွက်တောင်မှတဟဆတာဖြစ်ဖြစ်အတူရှင်တွဲနေထိုင်ခြင်းပဲဖြစ်ပါတယ်လို့ရှင်းပြခဲ့သည်ဤစကားကိုကြားရသောအခါဘုရင်ကြီးသည်ချက်ချင်းပင်ဒေါသပြေသွားပြီးသူမအားအပြစ်မှလှုပ်ပေးခဲ့သည်ထို့ပြင်သူမအားပြန်ပွဲချန်ပီယံအဖြစ်ကြေညာကနန်းတွင်ပန်းတို့ဌာန၏အကြီးအကဲဖြစ်ခန့်အပ်လိုက်လေသည်